个啦哇，你好，对比晚几班，恭喜发财。မြန်မာလိုပြော 哦，这样မြန်မာ啦。哦，对，我咖喱好前忙前路。 ပြိုင်ပွဲနာမည်က Kitchen မြန်မာเนาะမြန်မာစစ်စစ် 哦， ကဲ 好。 သားတို့သမီးတို့ကိုကဲပြိုင်ပွဲရဲ့စီကံလေးတွေပြောရင်းနဲ့ရရှိမဲ့အကျိုးမြတ်လေးလည်းပြောမယ်ဟုတ်ပြီနော်ဒီပြိုင်ပွဲကြီးမှာဝန်နာတစ်ယောက်ပဲရွေးမယ်ဖြစ်တယ်နော်ဒီ6ယောက်ထဲမှာတစ်ယောက်ပဲဖြစ်မယ်အဲ့တစ်ယောက်ကလည်းဟောဒီကပေးတဲ့ဆုလက်တွေရတဲ့အပြင်အကျိုးခံစား권တွေလည်းအများကြီးရမယ် ဘာအကျိုးခံစား권နေရမှာလဲဆရာ ဒီဝန်နာရတဲ့လူကရရချင်းမှာပဲဟိုအထည်ချုပ်စက်ရုံမှာလုတ်တန်းဝင်ရပါမယ် ဟောဆက်ချင်ပါဘာတန်းလို့လဲ မဟုတ်ဘူးအထည်ချုပ်စက်ရုံကလူတွေအားလုံးကိုချက်ပြုတ်တဲ့စပုတ်ဘူးမှာဥဆောင်ရမယ် ဩအဲ့လိုလား ဟုတ်တယ်အဲ့ဒီတလားကိုဒါရဟာစစ်ပုံစံတလားလုတ်ပြရနဲ့သွားချင်တဲ့နိုင်ငံမှာသွားပြီးတော့စမူးလျှောက်လို့ရတယ်နော် ဟုတ်ကဲ့ပါ ကဲဒါဆိုရင်ချက်ဖို့စရအောင်နော်အော်ချက်တာမစခင်မှာဟိုသားတို့သမီးတို့လာပြီးတော့နေဒီစုံကနေလာပြိုင်တာဆိုရီမန်းချက်ဆိုတာကိုယ်စီရှိပါလေအဲ့တော့ရီမန်းချက်လေးမိမယ်ဒီဟိုစုရလို့ရှိရင်ဘယ်နိုင်ငံတွေမှာသွားပြီးတော့လုတ်ချင်လဲချက်ဟိုစပုတ်မှုဖြစ်ချင်လဲအသာ ကိုရီးယားဒါရော အာစီ သမီးဥဒုခွေဟောသမီးဆိုတော့ဥဒုခွေပေါ့နော်ဒါရောဂျပန်ဩသမီးရောအင်္ဂလန်ဩဟုတ်ပြီဟုတ်ပြီကဲဒါဆိုသမီးရော သမီးကလမ်း60သွားခြင်း ဘယ်လမ်း60တော့ အော်မဟုတ်ဘူးသမီးတို့မန်လေးကလမ်း60ကညနေဆိုလူစီရယ်လေအဲ့တော့အနားလေးမှာဆိုင်လေးပါလေးဖွင့်ရင်ကောင်းမှာ ဒါဆိုကိုမြန်မာပြည်ထဲမှာပဲလှုပ်ချင်တယ် ဟုတ် ဟုတ်ပြီကောင်းပါပြီရီမန်းချက်လေးကဲဥစွာပထမဟင်းကတက်လို့အရွက်လေးတွေเนาะအသီးနှံလေးနဲ့အစိမ်းကြော်တက်လို့လေးစပြီးအရသာရှိရှိကြော်ပေးရမယ်เนาะအဲ့တော့အကောင်းဆုံးတယောက်ကိုရွေးမယ်ဆရာအချိန်သတ်မှတ်မယ်မိနစ်20အချိန်ပေးမယ်မိနစ်20အချိန်ပေးမယ်အဲ့အတွင်းမှာရအောင်ချက်မယ်ဟုတ်ပြီเนาะကဲစလို့ရပြီ ဆရာဟိုဒီခန်းတိမင်းတို့လေသမီးအဖိုးတတိယပါ ဩချက်မှလားချက်ပါ သမီးအဖိုးကခန်းတိဆိုတိတ်တယ် ဒီစိတ်တာဟောအေးချက်ဒီချက်ကောင်းအောင်ချက် ဟုတ်ကဲ့ပါ အဲ့လောက်ကြီးမြောက်စရာမလိုဘူးအဓိကအရသာကောင်းဖို့ကောင်းမှုချက်ကဲပထမဦးဆုံးပွဲမှာအစိမ်းကြော်တဲ့ဟာအားလုံးသားတို့သမီးတို့ရလက်တွေအားလုံးဆရာပြောမယ်နော်ဒါလော်ထိုင်းဆရာနော်ဆိုင်နော်စီအားထိုင်းတယ်နည်းနည်းပေါက်သွားလို့နော်ဟိုနော်ဆိုင်ကရမက်က 8.5 ရရနော်ကဲဒါအုံးမြိုင်ဒါအုံးမြိုင်ကဆရာ9ပေးထားရနော်ကဲသမီးတဲ့ကဒီရင်းမှာလိုအပ်ချက်လေးရှိတဲ့အတွက်ဆရာက 7.5 နော်ကဲမိဆိုင်ကတော့အရသာကိုမထိနိုင်သေးဘူးအဲ့တော့ဒီပွဲမှာသမီးတို့ 3.5 ပဲရနော်ဆက်ကြိုးစားနော်ကဲဒါတော့ပုံရွေးဒီမှာငယ်ဆုံးပြင်မဲ့အရ